ဘာပေါ်ရှိကားလမ်းတွေမှာတမိုင်းကြောင်းအမျိုးမျိုးရှိကြပါတယ်အချို့ကားလမ်းတွေမှာကြောချမ်းဖွယ်ရာအတိတ်တမိုင်းကြောင်းများရှိကြတယ်ကဘာပေါ်မှာအချောက်ချားဆုံးလို့နာမည်ကြီးတဲ့ကားလမ်းတွေကိုကျွန်တော်ပြောပြပါမယ်ကဘာပေါ်မှာအချောက်ချားဆုံးကားလမ်းတွေကတစ်ခုကတော့စကော့တလန်နိုင်ငံအနောက်တောင်ပိုင်းရှိက85 Kinmont Strait ကားလမ်းဒီရ85 Kinmont Strait ကားလမ်းကတော့စကော့တလန်နိုင်ငံရဲ့အနောက်တောင်ပိုင်းမှာတည်ရှိပါတယ်နှစ်ပေါင်းများစွာကြာမြင့်တဲ့ကာလတစ်လျှောက်လုံးမှာတစေတရေတွေကိုမကြာခဏတွေ့ရတယ်ဆိုတဲ့ကြော်ကြားမှုနဲ့တော်တော်လေးနာမည်ကြီးတဲ့လမ်းကြောင်းတစ်ခုပါတယ်သိပ္ပံနည်းအရဘလို့မှဖြေထုတ်လို့မရနိုင်တဲ့ထူးဆန်းတဲ့ပရလောကဖြစ်ရဆန်းတွေတစေတရေတွေ6လက်နဲ့အဖြစ်ပြက်တွေကဒီလမ်းတစ်လျှောက်မှာအမြဲလိုကြုံတွေ့ရတတ်တဲ့ဒါကြောင့်လဲတချို့လူတွေကဒီကားလမ်းကိုတစေလမ်းမလို့တောင်ခေါ်ကြပါတယ်စူးစမ်းခြင်းနဲ့စိတ်ဝင်စားတဲ့လူတော်များများကလည်းဒီလမ်းပေါ်ကိုရောက်ဖူးကြပြီးတော့မတူညီတဲ့ထူးထူးဆန်းဆန်းတရေ6တဲ့အတွေ့အကြုံတွေကိုရခဲ့ကြတယ်လို့ဆိုတဲ့ဘလို့တရေမျိုးတွေတွေ့ရလဲဆိုတာကတော့တယောက်မတူကြဘူးပေါ့နော်တချို့ကအရေးလူမျိုးအရာတွေကိုမြင်နေဆိုရင်တချို့ကအတန်တွေကြားတယ်လို့ပြောကြတယ်တချို့ကြတော့လမ်းပေါ်မှာထူးဆန်းတဲ့အလင်းရောင်တွေမြင်ခဲ့ရတယ်လို့လည်းပြောကြတာတွေရှိတယ်ဒီလမ်းရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအမျိုးမျိုးပြောဆိုနေကြတာတွေရှိတယ်အရင်တုန်းကမကောင်းတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့လို့ခုလိုတစေတွေ6လက်နေတာလို့ယုံကြည်တဲ့သူတွေလည်းရှိကြတယ်ဘာပဲဖြစ်ဖြစ်ဒီ85 Kinmont Strait ကားလမ်းကတော့ကဘာပေါ်မှာအချောက်ချအားဆုံးကားလမ်းတွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အမေရိကန်ပြည်ထောင်စုပန်ဆယ်ဗေးနီးယားပြည်နယ်အိုဟိုဘိုမြို့မှာရှိတဲ့ကယ်လီလမ်းမအကြောင်းပါဒီလမ်းမကြီးတစ်ခုလုံးတော့မဟုတ်ဘူးနော်တိတိကျကျပြောရရင်ဒီလမ်းရဲ့တစ်ခုတော့လမ်းပိုင်းနေရာလေးတစ်ခုပဲခြောက်ခြားစရာကောင်းတာပါအဲ့ဒီနေရာလေးရဲ့လမ်းဘေးဝဲရမှာဆိုရင်တစ်တော်အုပ်ကြီးတွေကအရန်ကိုထူထပ်ပြီးတော့မှောင်မဲနေတတ်တယ်အဲ့ဒီလမ်းပိုင်းနေရာမှာဆိုရင်တရေ6ခံရတဲ့ဖြစ်ရပ်တွေကမကြာခဏဆိုသလိုဖြစ်ပွားခဲ့တဲ့ဒေတာခံတွေပြောပြချက်အရဆိုရင်အဲ့ဒီလမ်းနေရာလေးကတရိတ်ဆန်တွေပေါ်မှာတော်တော်ထူးဆန်းတဲ့တက်ရောက်မှုတစ်မျိုးရှိနေတယ်လို့ပြောကြတယ်ဘလို့တက်ရောက်မှုလဲဆိုတော့အဲ့ဒီလမ်းပိုင်းနေရာလေးတွေကိုတရိတ်ဆန်တွေဝင်မိပြီးဆိုတာနဲ့သူတို့ရဲ့စိတ်တွေကအယမ်းကိုဒေါသကြီးလာပြီးတော့လူတွေနဲ့တခြားတရိတ်ဆန်ချင်းချင်းကိုလိုက်ပြီးရန်ပြူတော့တာမျိုးတွေဖြစ်တတ်တယ်တော်တော်လေးကိုထူးဆန်းပါတယ်အဲ့ဒီနေရာကိုကားနဲ့ဖြတ်မောင်းမှုတဲ့သူတွေကလည်းထူးထူးဆန်းဆန်းအတွေ့အကြုံတွေကိုပြောပြကြတယ်။တချို့ကဆိုရင်မဲအရေးတနံကြီးတွေကိုတွေ့ခဲ့ရတယ်လို့ပြောတယ်တချို့ကြတော့မှောင်မဲနေတဲ့တောအုပ်ထဲကနေအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကသူတို့ကိုစိုက်ကြည့်နေတာကိုမြင်ခဲ့ရတယ်လို့ပြောကြတယ်ဒေတာခံတွေကတော့ဒါတွေဟာအရင်တုန်းကအဲ့ဒီတောအုပ်ထဲမှာကျင်းစာတွေတိုက်ခဲ့တာတို့အောက်လမ်းပစ္စည်းတွေခြံထားခဲ့တာတို့ကြောင့်အခုလိုထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပွားနေတာလို့ယုံကြည်နေကြတယ်တော်တော်လေးလျှို့ဝှက်ဆန်းကျယ်ပြီးတော့ကြောက်စရာကောင်းဒီတဲ့နေရာတစ်ခုလို့ပြောလို့ရတယ်နောက်တစ်ခုကတော့အိုဟိုင်းအိုပြည်နယ်တဲကကလဲမောက်ခရိုင်မှာရှိတဲ့သူသေးကောင်ကွေးဆိုတဲ့နေရာအကြောင်းပါဒါကတကယ်တမ်းလမ်းနာမည်တော့မဟုတ်ဘူးအမှတ်222လမ်းမနဲ့ပြည်ထောင်စုလမ်းမကြီး1725တို့နှစ်ခုစုံတဲ့လမ်းစုံမှာရှိတဲ့ကွေးတစ်ခုကိုဒေတာခံတွေကအဲ့လိုခေါ်ကြတာဖြစ်ပါတယ်အဲ့ဒီနေရာမှာတရေတွေအရန်ကိုခြောက်တယ်လို့နာမည်ကြီးတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်တွေအများကြီးကကြောက်မက်ဖွယ်ကောင်းတဲ့ရင်တိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြ။ဒီတဲ့နောက်ပိုင်းနှစ်ပေါင်းများစွာကာလတစ်လျှောက်လုံးခြောက်လန့်မှုတွေမကြာခဏဖြစ်ပေါ်လာခဲ့တာလေ။အဲ့ဒီရင်တိုက်မှုက1969ခုနှစ်အောက်တိုဘာလ19ရက်နေ့မှာဖြစ်ခဲ့တာပါ1968ခုနှစ်ထုတ်ချက်ပလက်ကားတစ်စီးနဲ့1969ခုနှစ်ထုတ်ချက်ပလက်ကားတစ်စီးတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီးတော့လူ9ယောက်တောင်သေဆုံးခဲ့ရတဲ့အဲ့ဒီလိုကြေကွဲစရာကောင်းတဲ့ရင်တိုက်မှုကြီးဖြစ်ပြီးတဲ့နောက်ပိုင်းအဲ့ဒီနေရာကိုဖျက်ဆီးသွားလာတဲ့သူတွေကခေါင်းပြက်နေတဲ့တဆေကိုမကြာခဏတွေ့မြင်ရတယ်လို့ပြောကြတယ်မျက်မြင်တွေ့ခဲ့တဲ့သူတွေရဲ့ပြောပြချက်အရဆိုရင်လူငယ်တစ်ယောက်ကကားကြုံစီးဖို့လမ်းဘေးကလက်ပြနေတာကိုတွေ့ရလေရှိတဲ့အများအပြားတော့ညဘက်နဲ့ကြီးတွေမှာပေါ့သူ့အနာကိုကားရက်ပေးလိုက်တဲ့အချိန်မှာတော့သူ့မှာမျက်နှာမရှိတာကိုတုံလုံးခြောက်ခြားဖွယ်ရတွေ့ကြရတယ်လို့ဆိုတဲ့တချို့ကလည်းအဲ့ဒီနေရာမှာထူးဆန်းတဲ့အော်တန်တွေငိုတန်တွေကိုကြားရတယ်လို့ပြောကြတယ်အဲ့ဒီရင်တိုက်မှုမှာတေဆုံးသွားတဲ့သူတွေရဲ့ဝိညာဉ်တွေလှည့်လည်နေတာလို့ဒေတာခံတွေကယုံကြည်ကြတယ်ဒါကြောင့်လဲအဲ့ဒီလမ်းကွေ့ကိုသူသေးကောင်းကွေ့လို့နာမည်ပေးထားကြတာဖြစ်နိုင်ပါတယ်
နောက်တစ်ခုကတော့အင်္ဂလန်ရှိ Starks Bridge မြို့ရှောင်လမ်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာကာလအတွင်းအပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့တဲ့အရင်ကအဲ့ဒီလမ်းဟာအင်္ဂလန်ရဲ့နာမည်ကျော်68အဝေးပြေးလမ်းမကြီးရဲ့လမ်းပိုင်းတစ်ခုဖြစ်ခဲ့တဲ့နောက်ပိုင်းမှာနှစ်လမ်းသွားကားလမ်းအဖြစ်အဆင့်လျှော့ချလိုက်ပြီးနောက်တစ်ဖန်နှစ်အနည်းငယ်ကြာမှတလမ်းသွားလမ်းဖြစ်တာတည်ရှိနေခဲ့တော့တယ်။အဆိုပါလမ်းပိုင်းကို1989ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပြီး Starks Bridge မြောက်ဘက်ဆုံးပိုင်းမှာတည်ရှိကတိတ်ဆိတ်လာသောတောင်ကြားတစ်ခုတွင်တည်ရှိတဲ့ဒေသခံတို့ရဲ့ပြောကြားချက်အရအဲ့ဒီနေရာမှာပရလောကဖြစ်ရဆန်းများစွာတွေ့ကြုံရတယ်လို့ဆိုတယ်။ညင်တန်းခေါင်အချိန်ကြီးလမ်းမပေါ်မှာအလွန်ငယ်ရွယ်လှတဲ့ကလေးငယ်တွေစော့ကစားနေတာကိုတွေ့ရလိမ့်ရှိတယ်။အဆိုပါနေရာရှိတရားတစ်ခုပေါ်မှာလည်းဘုံတော်ကြီးတစ်ပါးမတ်တရက်နေပြီးလူတွေကိုအားစိုက်ကြည့်နေတာကိုတွေ့ခဲ့ရကြောင်းသတင်းများပေါ်ပေါက်လာပြီးအဲ့နေရာရဲ့ပရလောကဖြစ်ရများကိုပထမဆုံးတရားဝင်စုံစမ်းစစ်ဆေးလေ့လာမှုတွေပေါ်ပေါက်ခဲ့တယ်။ခြောက်ခြားပွဲအကောင်းဆုံးဖြစ်ရကလူအချို့ရဲ့ပြောကြားချက်အရအဆိုပါဘုံတော်ကြီးဟာထိုလမ်းနေရာကိုကားဖြတ်တန်းနေစဉ်အတွင်းသူတို့ရဲ့ကားပေါ်တွင်ထိုင်ရက်ပါလာသည်ကိုတွေ့ကြုံရင်ဆိုင်ကြရတယ်လို့လည်းပြောကြပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ပြောပြမှာကတော့ Bullets Point Land ဆိုတဲ့နေရာအကြောင်းပါဒီနေရာကတူတေကောင်ကွေးနဲ့တော်တော်လေးဆင်တူတဲ့နောက်ထပ်ခြောက်ခြားစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကတော့ American ပြည်ထောင်စု Illinois ပြည်နယ်ထဲကဘူနီခရိုင်မှာရှိတဲ့လမ်းစုံတစ်ခုပါအဲ့ဒီ Bullets Point လမ်းမှာဆိုရင်6လက်မှုတွေနဲ့အများကြီးရင်ဆိုင်ရနိုင်တယ်လို့မျက်မြင်တွေ့ကြုံခဲ့တဲ့သူတွေကပြောပြကြတယ်သူတို့ပြောပြချက်အရဆိုရင်ထူးဆန်းတဲ့ပရလောကဖြစ်ရဆန်းတော့ဒီကိုအများကြီးတွေ့ခဲ့ရတယ်တဲ့ဘာတွေလဲဆိုတော့အရေးတွေလှုပ်ရှားသွားတာတို့အတန်တွေကြားရတာတို့အပြင်တချို့ကဆိုရင်လူရိပ်လူတွေ့ခဲ့ရတယ်လို့လည်းပြောကြတယ်အဲ့ဒီအနီးနားကမြို့တွေမှာနေထိုင်တဲ့ဒေသခံတွေကတော့အဲ့ဒီနေရာမှာအရင်တုန်းကဖြစ်ခဲ့ဘူးတဲ့မကောင်းတဲ့အကြောင်းအရာတွေအများကြီးရှိလို့အခုလိုထူးဆန်းတဲ့အဖြစ်အပျက်တွေပေါ်ပေါက်နေတာလို့ပြောကြတယ်ဘာတွေလဲဆိုတော့ကိုအဆုံးစီရင်သွားတဲ့သူတွေရှိခဲ့တယ်လက်စားချေပြီးကျိုးဆွဲချတက်ဖြတ်တာတွေဖြစ်ခဲ့တယ်လူတက်မှုတွေလည်းအဲ့ဒီဒေတာမှာဖြစ်ပွားခဲ့ဘူးလေလို့ဆိုတဲ့ဒါအပြင်အဲ့ဒီလမ်းစုံအနီးမှာစုံမတယောက်နေထိုင်ခဲ့ပြီးတော့အဲ့ဒီနေရာကိုကျင်းစားတိုက်ထားခဲ့တယ်လို့လည်းတချို့ကယုံကြည်ကြတယ်ဒါကြောင့်လဲ Bullets Point လမ်းဟာတော်တော်လေးကြောက်စရာကောင်းတဲ့နေရာတစ်ခုအဖြစ်နာမည်ကြီးနေတာပေါ့ဒါတွေကတော့ကမ္ဘာပေါ်မှာအချောက်ချားဆုံးလို့နာမည်ကြီးတဲ့ကားလမ်းတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်